မင်္ဂလာပါ Sammy Vlogs မှာပြန်လဲကြိုဆိုပါတယ်ဒီနေ့တော့ကျွန်တော်ကစားခွင့်ရောက်လာဖြစ်ပါတယ်အဲ့ဒါဒီနေ့အဲ့ဒါလေး live တင်ပြပါမယ်ဒီမှာပထမဆုံးတွေ့ရတော့အလုံးကြီးတွေ့ပါတယ်ကျွန်တော်စမ်းကြည့်ပါမယ်စီးပါပြီဗောမလုံးကလောက်ပြီอ่ะဟုတ်ပါတယ်အဲ့ဒါတော့တော်တော်ခက်တယ်ကျွန်တော်ခုမှ sorry ကြီးတွေကကျွန်တော်လောက်ကြည့်တယ်အရင် trampoline နဲ့ဝင်လာအောင်အခုတော့ကျွန်တော် trampoline ကိုခေါင်းနေပါတယ်တော်မြောက်ပါတယ်တော်မြောက်တယ်ရပြီအခုအဲ့ဒါလေးတော့ဆန်းကြည့်ပဲပါရတော့အားတော့ချောလေးပါပေါ်နေဟိုပါမှာနောက်ထပ်လူကြီးပြီးရင်တက်ပါမယ်အခုဒီရလေးပြန်တက်မယ်ငါးတာဓာကြီးတွေကငါချောတယ်နာနေ Oh my god ရပြီအခုရှော့ရှိတော့ကျွန်တော်ရောက်ပြီကျွန်တော်အောင်ဆင်းရမယ်အရှော့အခုအဲ့ဒါကျွန်တော်ပြောရမယ်ဆိုရင်တော့အဲ့ဒါတော်တော်ကြီးကိုကြောက်စရာကောင်းပါတယ်အဲ့ဘာသာရတော့ခက်ခဲနေအဲ့ဘာသာရတယ်နဲ့အချိန်အကုန်နေsorry အခုတော့ပါကျွန်တော်ဒီလဲပြန်ရတယ်ပါဗျာအခုဒီမှာကျွန်တော်ဟိုက်ချက်ကြည့်လာပါဟောဒါပါလဲဒါကျွန်တော်ဒါတစ်ခုလောက်ကြည့်ဟဲ့လို့ဒီရလဲဒီမျိုးလေးလောက်ဒီမျိုးလေးဘာလို့လဲတော့ကွာဟုတ်ပါတယ်ကျွန်တော်နောက်ဆုံးတော့ဘာမှမလုပ်တဲ့လိုက်ပါဘူးအခုအတုံးနေဆောက်ပါမယ်ဟုတ်လားကျန်ရောက်ပါပြီကျွန်တော်တုံးနေကြည့်မယ်နော်ဒါပါလေအဲ့မှာလည်းတွေ့ရအဲ့လေရင်းမဘာစီလဲဆိုတော့ဘာစီရဲ့ကျွန်တော်တခုစောက်ကြည့်ပါမယ်ဟုတ်ကျွန်တော်ပါအခုကျွန်တော်တခုစောက်ကြည့်ပါမယ်တန်ကိုလည်းမရအောင်စားတယ်မလုပ်အောင်မလဲဒါမှမလုပ်တော့ကွာရှုပ်တယ်အဲ့လိုပဲပြန်နေပါပါအခုကျွန်တော်ဟိုကသွားကြည့်လိုက်ပါမယ်ကဲ trampoline ကျွန်တော်ထပ်ခုံမယ်ပြီးရင်နောက်ထပ်တစ်ခုပြမယ်ကျွန်တော်ပြောကြတယ်ခုနကတော့တော်တော်နားသွားပါတယ်နားတော့ကျွန်တော်ဟိုကလေးသွားပြပါမယ်ဟိုမှာရောက်ပါပြီအခုကျွန်တော်သွားကြည့်ပါမယ်ရပြီကျွန်တော်ဒီပေါ်တက်ကြည့်မယ်ရတယ်ကျွန်တော်ဒီရတယ်တော့ကြည့်မယ်ရေအောင်ဆောစီလာအောင်ဒီမှာဘူးတော့နားလိုက်နောက်တစ်ခုလောက်ပဲနောက်တစ်ခုကျွန်တော်လောက်ပါတက်ကြည့်ပါမယ်တက်လို့ရတယ်ဆက်ဆရာတော်လောက်ကချမ်းနဲ့တော့မလို့ရတယ်ကျွန်တော်လေးအခုမှတွေးနေရသေးတာဘာကြီးလဲဆိုတော့ပြရမယ်
တော့ဘာလဲမသိဘူးဘုံနေနဲ့အဲ့ဒါပြချင်လို့ပြအောင်ပါဒါပဲပါပြီးတော့ကျွန်တော်ဒီမှာတိုးပေါ်လုံးကြီးကမိုက်တယ်နော်လေးပါးမြင့်နေဟိုမကြည့်ကမိုက်တယ်လေးချောင်းမြင့်နေတာကျွန်တော်တစ်ခုလောက်ကြည့်ပါမယ်ဟုတ်တယ်အဲ့ဒါပြပါရပါမယ်အခုဗီဒီယိုဒီမှာတင်အဆုံးသတ်လိုက်မယ် peace out